video လဲပုံမှန်တင်ထားတယ် view လဲမတက် reach လဲအရန်ကျနေတဲ့ဒေါ်လာဝင်ငွေဆိုလို့ရှိရင်လဲတပြားမှမရတဲ့အပုတ်တွေအများကြီးရှိတယ်ဆိုလို့ရှိရင်တော့ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်း6ခုကိုဒီနေ့ဗီဒီယိုမှာကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့ရှာမရှိတော့ဘဲနဲ့ကျွန်တော်စလိုက်ကြရအောင် Okay အရင်ဆုံးအနေနဲ့ကျွန်တော်ဒီ Facebook ပေါ်မှာဗီဒီယိုတင်တဲ့အခါမှာမဖြစ်မနေလောက်ကိုလောက်ထားရမယ်အရေးကြီးဆုံးအချက်6ချက်ရှိတယ်ဒီ6ချက်ကိုတိကျလောက်ထားပြီးတော့အရေးချင်းမီမှာကျွန်တော်ရဲ့အရင်ကထက် reach တွေ view တွေဒေါ်လာဝင်ငွေတွေကို10အစ20တက်သွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ earning are active for this post ကျွန်တော်တင်လိုက်တဲ့ video ဒါမှမဟုတ်ဓာတ်ပုံကဒီဒေါ်လာဝင်ငွေရဖို့အခွင့်အလမ်းထဲမှာပါနေဖို့လိုတယ်ဈေးကမချိုးပေါက်ဘူးပြောချင်တာကဈေးကလိုက်နာတဲ့ထဲမှာပါနေဖို့လိုတယ်ဈေးကချိုးပေါက်တဲ့ post တွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင် copyright ထိထားတဲ့ video တွေဒါမှမဟုတ်သွေးထွက်တန်ရုပ်ဖြစ်နေတဲ့ video file တွေလိုတက်တာတွေသူတပားကိုနင်းပန်းနှိမ့်ဆက်တဲ့ဟာလေးတွေကိုတင်းနေမယ်ဆိုလို့ရှိရင်ဒီနေရာမှာအစိမ်းရောင်နဲ့မပြဘဲနဲ့အဝါရောင်နဲ့ပြမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအချက်ကစီကံမချိုးဖောက်ထားတဲ့ video file ဓာတ်ပုံတွေဖြစ်ဖို့လိုတာဖြစ်ပါတယ်ပြီးရင်ဒုတိယအချက်ကဘာဖြစ်မလဲဆိုလို့ရှိရင် your post contains a video or photo ကျွန်တော်တင်လိုက်တဲ့ post က video ဒါမှမဟုတ်ဓာတ်ပုံတစ်ခုခုရှိနေဖို့လိုတာဖြစ်ပါတယ်စာသားတစ်ခုပဲတင်တာမဟုတ်ဘဲနဲ့ video ဒါမှမဟုတ်ဓာတ်ပုံဖြစ်ပါနေဖို့လိုတာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် your reel has a caption ကျွန်တော်တင်လိုက်တဲ့ reel ကျွန်တော်တင်လိုက်တဲ့ video ကခေါင်းစဉ်မဖြစ်မနေထားကိုထားရမှာဖြစ်ပါတယ်ကျွန်တော်တင်လိုက်တဲ့ video နဲ့ပတ်သက်တဲ့စာသားလေးတွေကိုထည့်ထားရမှာဖြစ်ပါတယ်ဥပမာကျွန်တော်က Facebook နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို video တင်တာဆိုလို့ရှိရင်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့စာသားလေးတွေ caption လေးတွေရေးဖို့လိုတာဖြစ်ပါတယ်အဲ့ဒါမှသာလျှင်ဒီ video ကိုကြည့်လိုက်တဲ့သူကအော်ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ video file ပဲဆိုပြီးတော့သူတို့ကဝင်ကြည့်လို့ရမယ်သူတို့နားလည်သွားမယ်ပေါ့အဲ့ဒါကြောင့်ခေါင်းစဉ်ကိုကျွန်တော် post တင်တဲ့အခါမှာမဖြစ်မနေရေးကိုရေးရမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုက your reel has music or sound ကျွန်တော်တင်လိုက်တဲ့ video file ကမဖြစ်မနေအတန်ကိုပါရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတချို့ video တွေတချို့ post တွေမှာကျွန်တော်တွေ့ရတယ် video တင်ထားတယ်ဒါပေမဲ့အတန်မပါလာတွေအများကြီးရှိတယ်အတန်မပါလာတဲ့အတွက်ကြောင့်အဲ့ဒီ video ကကြည့်ရှုသူနည်းလာမယ် reach တွေကျလာမယ် Facebook ကတတ်မှတ်ပေးထားတဲ့စီကံထဲတတ်မှတ်ချက်မပြည့်မီတဲ့အတွက်ကြောင့် reach တွေကျသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က video တင်တဲ့အခါမှာမဖြစ်မနေအတန်ပါရမှာဖြစ်ပါတယ်ကျွန်တော်တို့ကကျွန်တော်ရဲ့အတန်ကိုမပါစေချင်ဖို့ဆိုလို့ရှိရင် Facebook ကပေးထားတဲ့ copyright free လွယ်တကူအသုံးပြုလို့ရတဲ့ music တွေအများကြီးရှိတယ်အဲ့ဒါလေးတွေကိုတစ်ခုခုယူသုံးပြီးတော့ post တင်ရမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုက your reel is a recommended as per ratio ဒါကတော်တော်လေးကိုအရေးကြီးတယ်အခုနောက်ပိုင်းမှာ Facebook က support ပေးတဲ့ ratio က4:5 ratio ဒါမှမဟုတ်9:6ကိုသုံးပြရမှာဖြစ်ပါတယ်ဒီအလျားလိုက်မဟုတ်ဘဲနဲ့ down like video မျိုးပေါ့အဲ့ဒါလေးတွေက Facebook ကပို့ပြီးတော့ support ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်က view တွေပိုများများရချင်တယ် reach များများရချင်တယ်ဆိုလို့ရှိရင်တော့အလျားလိုက် video တွေထက် down like video လေးတွေကိုသုံးပြီးတော့ post တင်ပေးရမှာဖြစ်ပါတယ်ပြီးရင်နောက်ဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင် your reel is in a recommended resolution ဒါကအရေးကြီးဆုံးအချက်ထဲမှာပါတယ်ကျွန်တော် video file တစ်ပုဒ်ကိုရိုက်တဲ့အခါမှာဖြစ်ဖြစ် export ထုတ်တဲ့အခါမှာပဲဖြစ်ဖြစ်တင်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တင်လိုက်တဲ့ video က HD quality အနည်းဆုံးက920 HD quality ဖြစ်ဖို့လိုပါတယ် Facebook ကခွင့်ပြုပေးလိုက်တဲ့တတ်မှတ်ပေးထားတဲ့အနည်းဆုံး quality က920ဖြစ်ပါတယ်ဒါပေမဲ့အနည်းဆုံး quality 920 HD ဒါမှမဟုတ်1080 HD ဒီနှစ်ခုထဲကတစ်ခုခုနဲ့အနည်းဆုံးတင်ထားဖို့လိုပါတယ်တကယ်လို့ 4K နဲ့တင်ထားနိုင်တယ်ဆိုလို့ရှိရင်တော့ပိုလို့တောင်ကောင်းသေးတယ်အဲ့ဒါကြောင့်ကျွန်တော်က quality လေးကိုလည်းဦးစားပေးပြီးတော့ video လေးတွေကိုဖန်တီးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးလိုက်တဲ့အချက်6ချက်စလုံးကိုတိကျလိုက်နာထားမှသာလျှင်ကျွန်တော်ရဲ့ Facebook မှာ view တွေများများရမယ် reach တွေကောင်းကောင်းလေးနဲ့တက်လာမယ်ဒေါ်လာဝင်ငွေလည်းအရင်ကထက်10ဆအဆ20လောက်တက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုမိတ်ဆွေအတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Facebook page ပဲဖြစ်ဖြစ်
YouTube TikTok စသဖြင့်ကျွန်တော်ကိုဆက်လက်အားပေးကြပါအောင်လို့ကျွန်တော်ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပေးရစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ Bye bye